အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူများပါစေmidnight football talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါနောက်ဆုံးကျွန်တော်တို့ကြားသိရတဲ့ update သတင်းတွေတခုလာပြီးတော့တင်ပေးတာပေါ့နော်။ဘာလဲဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဒီနိုင်ပိုင်းလေးရပဲ Liverpool တင်းကနေပြီးတော့သူတို့ကံမဲ့ပွဲစဉ်အတွက်ဒါ press conference လုပ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒီမှာ Arne Slot ကနေပြီးတော့ပြောသွားတဲ့ဒီ injury update news လေးရှိတယ်ပေါ့နော်။ဆိုတော့အဲ့ဒီဥစ္စာလေးကိုကျွန်တော်လာပြီးတော့တင်ပေးတာလည်းဖြစ်တယ်။အဓိကဘာလဲဆိုလို့ရှိရင်တော့ Arne Slot ပြောသွားတဲ့အထဲမှာဆိုလို့ရှိရင်တော့ဒီသူတို့ကံခဲ့တဲ့ Champions League ပွဲစဉ်က Eintracht Frankfurt နဲ့ပွဲစဉ်မှာကစားသမား2ယောက်ဒဏ်ရာရသွားတယ်ဆိုပြီးတော့သူကပြောထားတယ်ပေါ့နော်။တယောက်ကဘာလို့လဲဆိုလို့ရှိရင်တော့အကုန်လုံးသိပြီးသားဖြစ်တယ်ဒါအစာပိုင်းမှာတော့ခြေစွမ်းကောင်းနေပြတယ်ဝင်ပြီးတော့လည်းကစားခွင့်ရခဲ့တယ်ပြီးတော့ဒီလူစားလဲရတဲ့ဒါနယ်သာလန်တင်းရဲ့ညာနောက်ခံကစားသမား Jeremy Frimpong ပေါ့နော်ဆိုတော့ Jeremy Frimpong ကနေပြီးတော့ဒဏ်ရာပြန်လည်ရရှိသွားတယ်ဆိုတော့သူကတော့ hamstring injury ဖြစ်သွားတာဖြစ်တဲ့အကြောင်းဒါအတန်ကြာနားရမယ်လို့ပြောထားတယ်တပတ်နှစ်ပတ်လည်းဖြစ်တောင်းဖြစ်နိုင်တယ်လို့တလားလောက်လည်းနားရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတော့သူ့ဘက်ကနေပြောသွားတာလေတော့ရှိတယ်ပေါ့နော်နောက်တစ်တယောက်အနေနဲ့ဆိုလို့ရှိရင်တော့သူတို့အသင်းရဲ့ဒီဈေးကြီးပေးပြီးတော့ခေါ်ထားတဲ့ဒါပေါင်125သန်းတန်ဆွေဒင်တိုက်စစ်မှုပေါ့နော် Alexander Isak ပေါ့နော်ဆိုတော့လက်ရှိအချိန်မှာ Alexander Isak ကအသင်းနဲ့အံဝင်မှုတော်မှာတော်တော်လေးကိုရုန်းကန်နေရအနေထားတစ်ခုမှရှိတယ်အဲ့အနေထားအနေမှာအခုချိန်မှာဆိုလို့ရှိရင်တော့ Alexander Isak ကဒဏ်ရာထပ်မံပြီးတော့ဒီရရှိသွားတာပေါ့နော်သူကတော့ပေါင်ချန်ဒဏ်ရာရသွားတယ်ဆိုပြီးတော့ပြောထားတယ်သူကတော့တေးကြတာတစ်ခုကတော့ဒီစနေတင်းတွေကန်မဲ့အခုလာမဲ့စနေတင်းတွေကန်မဲ့ပွဲမှာသူကမပါဘဲနဲ့နောက်ပိုင်းပွဲစဉ်တွေကြာလို့ရှိရင်တော့သူပြန်ပြီးတော့ပါလာနိုင်တယ်ဆိုပြီးတော့ပြောထားရလေရှိရတဲ့ကြောင့်သူကတော့ maybe ဒါတပတ်10ရက်လောက်တော့နားရတာလေးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့နှစ်ယောက်စလုံးကပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ under pressure တော်တော်လေးဖြစ်နေပြီလို့ပြောလို့ရတယ်အဓိက Jeremy Frimpong ကလည်းအစားတုန်းကကျွန်တော်တို့ Leverkusen မှာတုန်းကကျွန်တော်ကြည်ဘူးပါတယ်အဲ့လောက်ထိinjury ခဏခဏရတဲ့ကစားသမားတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီအင်္ဂလန်ရောက်လာပြီဆိုလို့ရှိရင်တချို့ကစားသမားတွေအဲ့လိုဖြစ်တတ်တယ်ပေါ့နော်ကျွန်တော်တို့ပြောနေကြလို့ပဲအင်္ဂလန်မြေကကြမ်းတမ်းတယ်ဆိုတာတော့ intensity အရန်မြင့်တယ်ပြီးတော့ဒီကစားတဲ့ကစားပုံတွေကလည်းကြမ်းတယ်အဝင်ထွက်တွေလည်းကြမ်းတယ်လို့ပြီးတော့ speed ကိုအားကိုးပြီးတော့ကစားတဲ့ lead ဖြစ်တဲ့ကြောင့်တောင်းတအောင် physical strong မဖြစ်တဲ့သူတွေဆိုလို့ရှိရင်တော့ injury prone ပုံစံမျိုးဖြစ်သွားပြီးတော့တိုင်ပတ်သွားတာတွေရှိတယ်ပေါ့နော်အရှိမလည်းတာတကတွေကအများကြီးရှိတယ်ဆိုတော့ Jeremy Frimpong ကတော့ဘလို့ဖြစ်နေလဲဆိုတော့အခုလက်ရှိ Arne Slot ကသူ့ကိုမကြိုက်လို့မသုံးလိုက်သူကအမှပေါင်ရုံးကမရလိုက်ဝင်ကန်လိုက်နည်းနည်းဒဏ်ရာရသွားလိုက်ပြန်နားလိုက်ပြန်လာလိုက် physical ကဒီကြက်ခိုင်မှုကမပြေးလိုက်အဲ့လိုနဲ့ပဲပွဲထုတ်ခွင့်မရလိုက်တွားလိမ့်မျိုးလုံးလိုက်ချလိုက်လိုက်ပြီးတော့သူကအခုချိန်ဒီကိုခြေစွမ်းကောင်းတစ်ခုမပြသနိုင်ဘူးပေါ့နော်ဒါပေမဲ့တစ်ခုရှိတာသူဝင်လာပြီဆိုတာနဲ့ကိုအတင်းက impact တစ်ခုဖြစ်တာကိုတော့သတိထားမိတယ်ဒီ Frankfurt နဲ့ပွဲစဉ်မှာဆိုလဲသူ့ရဲ့ impact တွေကသူတန်ရာမရခင်သေးခင်အချိန်ထိကိုတော်တော်လေးမြင်ခဲ့ရတာကိုတော့တွေ့ရတာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာလေးတွေတော့ရှိတယ်ဒါပေမဲ့မပါခွင့်မရဘူးပေါ့နော်လာအတန်ညာထပ်နားရမယ်ဆိုတာကတော့နည်းနည်းလေးတော့အဆင်မပြေဘူးလို့ပဲပြောရမှာပေါ့ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ပြန်တော့လေသူတန်ရာမရဘူးဆိုလို့ရှိရင်တော့မှ Arne Slot ကသူ့အရန်ကြိုက်တဲ့ညီပြမဟုတ်တဲ့ကြောင့်သူ့နေရာမှာတော့မှအခုသိကြတဲ့အတိုင်းပဲ Conor Bradley သို့မဟုတ် Szoboszlai ကိုထားပြီးတော့သုံးတာဆိုတော့မပါတာလည်းတနည်းကောင်းသွားမယ်လို့တော့ကျွန်တော်တို့ထင်တာပဲပေါ့နော်ဒါကတော့ update news ပေါ့နော်တစ်ဖက်က Alexander Isak ဆိုလို့ရှိရင်လည်းအဲ့လိုပဲတော်တော်လေး under pressure သူကဖြစ်နေပေါ့နော်သူလက်ရှိအချိန်မှာတကူပဲသွင်းရသေးတယ်သွင်းထားတဲ့တကူကလည်းဘာမှတကူတော့စွမ်းဆောင်ပြပြီးသွင်းထားတာမဟုတ်ဘဲနဲ့လာတဲ့ဘောလုံးလေးကိုအဓိကပိတ်သွင်းလိုက်တဲ့အလုံးလေးပဲပေါ့နော်ဆိုတော့အကြောင်းမလို့ Alexander Isak ကိုယ်တိုင်လည်းတော်တော်လေးကို pressure များနေတဲ့အနေအထားတစ်ခုမှရှိရယ်ပြီးတော့ तू ကဒီ Newcastle မှာပွဲထုတ်ကမရခဲ့တာနဲ့နောက်ဆက်တွဲနဲ့တော့ဘာဆက်ဖြစ်လဲဆိုတော့အဓိကကတော့ပွဲနဲ့ဝေးသွားတဲ့ effect ပေါ့နော်ပွဲနဲ့ဝေးသွားတဲ့ effect ရယ်ပြီးတော့သူကိုယ်တိုင်ကလည်းကြန့်ခိုင်မပြေတာရယ်ပေါင်းလိုက်တဲ့အချိန်မှာဆိုရင်တော့ Alexander Isak ကိုယ်တိုင်ကတော်တော်လေးရုန်းကန်နေရတယ်ဆိုတော့အနေထားမျိုးလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့ Isak အနေနဲ့ဒဏ်ရာပြဿနာတွေကိုကင်းစင်အောင်လုပ်ပြီးပြီဆိုလို့ရှိရင်အသင်းနဲ့ fitting ကြောက်အောင်မြန်လုံးမှရလိမ့်မယ်မဟုတ်ဘူးဆိုလို့ရှိရင်တော့အခုဝေဖန်ထောက်ပြနေကြသလိုမျိုး Alexander Isak ကပေါင်တန်120ပေါ့နော်ဒါ125သန်းလောက်ပေးထားတဲ့ကစားသမားတယောက် flop သွားမယ်ဆိုတော့ပုံစံမျိုးကြီးလည်းမြင်နေရဖြစ်တဲ့ကြောင့် Isak အနေနဲ့အကောင်းဆုံးပြန်လာနိုင်မှုလိုတယ်အခုလက်ရှိအချိန်မှာကပြောမတာပြောတာဗျာဟူကိုအကီတီကီယာမှာတော်တော်လေးအဆင်ပြေပြေလေးနဲ့ impact ဖြစ်နေသေးတယ်။ Isak ကတော်တော်အခြေအနေဆိုးနေတယ်လို့ပြောလို့ရတယ်။ပြီးတော့ Florian Wirtz ကမှပြောဆိုလေဂျာမန်မြေပြန်သွားတဲ့ပွဲစဉ်ဒီ Frankfurt နဲ့ပွဲစဉ်မှာဆိုရင်တော့မှ तू က assist တွေပါလုပ်ပြီးတော့ကစားကွက်လေးမစိုးဘူးဆိုတဲ့နေရာမျိုးတွေမှာဖန်တီးထားနိုင်သေးတယ်ပေါ့နော်။ဆိုတော့အဲ့လိုအနေထားမျိုးတွေကြောင့်ဒီ Alexander Isak ကလည်းတော်တော်လေးကိုမြန်ဆန်နဲ့ကြိုးစားပြီးတော့ fittingအဝင်ခွင့်ကြဖြစ်အောင်တော့စူးစမ်းတင်တယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့လူချင်းမင်းတို့အခုလက်ရှိပြောသွားတဲ့လီဗာပူးတင်းရဲ့ဒဏ်ရာကစားသမား2ယောက်ကိစ္စနဲ့ပတ်သက်ပြီးပြောချင်တာလေးရှိတယ်အသင်းမှာအားနေသွားမယ်လို့ထင်လားဘယ်လိုမျိုးထင်မြင်စမိတာလေးရှိလဲအဲ့ဥစ္စာလေးကိုလည်းအောက်က comment ထဲမှာဝင်ပြီးတော့နိုင်ငယ်ပြလို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe like and follow နေပြီးတော့ကူညီခဲ့လို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့